ဒီကကြီးနိဗ္ဗာန်ဆိုဆိုတာဘယ်သူတို့တန်တတိကအမှတ်ကြီးပြိတ္တာအမတ်ကြီးဘဝကနေပြီးတော့သူဒီအယက်သမားဖြစ်ခဲ့တယ်တန်တတိကအယက်သမားဘာလို့အယက်သမားဖြစ်တောက်လို့ဖြစ်တယ်တော့မလုပ်လိုက်အယက်သမားဖြစ်ပုံကဒီလိုပြိတ္တာတန်တတိအမတ်ကြီးကစစ်တိုက်ကောင်းစစ်တိုက်ကောင်းတော့ဂျွန်းသူပုံများနှိမ်နှင်းလို့အောင်မြင်တဲ့အချိန်ခါမှာကောသလဘုရင်ကချီးနှမ်းစည်းစိမ်9ရက်နန်းဆန်ခွင့်ပေးတယ်လေ9ရက်ရှင်ဘုရင်လောက်ရမှာဆိုတော့ဖတ်တငန်းကကြီးနေမှာပေါ့သိကြရမှာမဟုတ်ပဲနဲ့တော့9ရက်နန်းဆန်ခွင့်ပေးတော့တန်တတိဘုရင်ဖြစ်ဘယင်ဖြစ်တော့အမတ်ဘဝကတင်ခဲ့တဲ့ကြီးကလေးညှို့ကလေးဆေးရကြိုးရအောင်ဆိုပြီးတော့ဆင်းပြူတော်ဘောတဲ့အရက်တွေတောက်လာပြီမူးလို့ရိုင်လို့ပေါ့လေဗျာစင်မော်ကမျက်စိရေချိုးသွားရင်တရားနာပိဿရေကျွတ်တို့သုံးလောကထောထသဖြင့်မြတ်စွာဘုရားကိုယ်တော်မြတ်ကြီးကလည်းသဗ္ဗိတော်ကပိုက်လို့ညီတော်အန္တနာနဲ့တကွနောက်ပါတန်ဃာတော်တွေချမ်းရလျက်ဆွမ်းခံကြွအလားတန်တတိနဲ့လမ်းဝကဆုံကြရောပြုဆုံတော့တန်တတိကြီးမျက်စိပုတ်တတ်ကြည့်ဝုရဝါဒဖြစ်နောက်ဖျားမှန်းသိတော့လက်အုပ်ချီရဲ့အယက်သမားဖျားမှန်းသိတော်သေးတာပေါ့ကျွတ်တို့တကားတွေဘလောက်မူးပြီးရိုင်းနေပြီမဲ့လို့ဘုန်းကြီးမြင်မှတ်သွားတဲ့လူတွေလို့ပေါ့ဒါမှတ်တဲ့လူပြောတာတချို့ကမမှတ်တဲ့ပြင်ဘာပြောတယ်ဟဲ့ဘုန်းကြီးလူအဖြစ်ဆိုတာကွာကျွတ်တို့ကပြေးရအောင်မလို့စိတ်ပြက်စရာကောင်းတဲ့လူကြည့်ပြအခုဘုရားမှန်းသိတဲ့လက်အုပ်ချီအိုးမြတ်စွာဘုရားပါလားတကယ်တော့အာရှင်မူတဲ့ဗျာသိခံတော်မူပါဘုရားပေါ့ဘုရားလျှောက်ရူပဝိလာသကရူပစိတ်ရဇာယုပြာအယက်သမားဆိုတော့အာလေးရှာလေးကြီးပေါ့ဒီလိုနေမှာပါပဲလို့ကျုပ်ကမှန်းပြောရအယက်သမားကြောင့်ပြောမှလည်းခက်လန်းလားလန့်မေသည်အယက်သမားကြောင့်ပြောခဲ့လို့အယက်သမား9ယောက်ကျွတ်တောင်းဝင်ခဲ့ပြီရုပ်နိဗ္ဗာန်ရောက်အောင်ကျွတ်တောင်းဝင်တာမဟုတ်ဘူးအယက်ကျွတ်သွားတယ်ကျုပ်ကဒီတန်တတိအကြောင်းကိုဟောနေတယ်အယက်သမားကြောင့်နေဟောနေတယ်ပြိဿတကားတယောက်ကဟောဒီလိုတရားပလင်တောင်းကနေပြီးတော့ဘုန်းကြီးလက်ညှိုးထိုးဟောဒီတိုင်းဟေးဘုန်းကြီးကိုတရားကိုဟောတာမဟုတ်ဘာလူများစော်ကားတာခံခဲ့ရဗျာလူလေကောင်ကြီးဒါကြောင့်တစ်ခါဦးစင်းလေးတွေဓမ္မဂတိကအရှင်ဘုရားလူနိုင်ငံကျော်ဖြစ်ခြင်းနဲ့ဆိုတော့ဓမ္မအမျိုးမျိုးခံနိုင်ရလားကွယ်အယက်သမားလက်ညှိုးတို့လည်းခံခဲ့ရတာပဲလို့အမျိုးမျိုးခံရတော့ကွယ်ကာလာသားလေးကြီးရဲ့ကတိကအောင်ကြီးနှောင်းပြောတာလေးတွေလည်းခံခဲ့ရတာပဲဟဲ့အမျိုးမျိုးခံရတော့ကွယ်ကလေးသူငယ်လေးတွေရဲ့မကျေနပ်တဲ့စကားသံလေးတွေလည်းတို့နားထဲမှာကြားပြီးတော့ခံခဲ့ရတာပဲအင်္ဂါတို့ကနိုင်ငံကျော်ဆိုပြီးကချင်းဆိုငိုးနေတဲ့ဘုန်းကြီးဆိုတော့ဝိပဿနာသမားကြီးရဲ့ကြွည့်ခြင်းကိုလည်းခံခဲ့ရတာပဲအ
အမျိုးမျိုးဒီတန်တွေကိုခံနိုင်မှာမလားတရားဟောဓမ္မကတိကလုံရင်အကုတ်အဖဲအစိတ်အဆွဟောဒီတန်တွေကိုခံနိုင်ရတယ်ကျုပ်အမျိုးမျိုးတွေ့ခဲ့တယ်ပြိဿဟောကျွတ်တို့ရွှေဘုံဘက်သွားတရားဟောတော့ကတက္ကကြီးတယောက်ကြောင်းပေါက်လာအဲ့ဒီတော့ကကျုပ်ကစာသင်က8ဝါလောက်ရှိသေးတယ်ကိုတော်ဘဲကတော့နဲ့မေးဖို့ကျုပ်မန္တလေးကပဲတက္ကကြီးရဲ့လို့စာမေးပွဲလုပ်ကလားတဲ့လုပ်ပါတယ်ဗျာလို့ဘာအောင်ပြီးပါလို့နဲ့ကျုပ်အလတ်အောင်ပြီးပြီလို့အခုအကြီးဖြေမလို့ဒါဖြင့်ကိုတော်သိအခြေမသေးပါဘူးတဲ့ကိုတော်တပည့်တော်နည်းနည်းနှိုက်ကြည့်တယ်တွေ့ရတာဒီတော့ကျုပ်ကတော့မပြောပါဘူးသူเจ้าကဥစဉ်နဲ့ရံဖြစ်ပြန်ရောပေါ့တက္ကကြီးတဲ့ဒါအာဂန်နူးတဲ့နှိုက်မနေတဲ့နှိုက်ရှင်ခမရအိမ်ကမိန်းမကြီးသွားနှိုက်ဆိုတော့ဘာပြောကောင်းလဲတတ်လိုက်ကြတာကျုံနဲ့ဘာမှပြောလိုက်ရတရားဟောဓမ္မကတိကလုံးမဲ့ကြံရင်ဒါမျိုးတွေအများကြီးတွေ့ရဒီထဲကျွတ်တို့ညီကိုနှစ်ပါးတရားနာပြီးတာကတာမှသွားတရားဟောတော့ကတာကနေကျွတ်တို့ဖြီးကျင့်ရောက်တော့လေကျွတ်တို့ကတောင်ပေါ်တက်ကြောက်ညီဦးစင်းလေးကိုဘကဆိုတဲ့တကာကမေးရုပ်တလုံးနာမ်တလုံးရဲ့ဖြစ်ပုံပြက်ပုံကို10လုံးနဲ့သဘာဝကြအောင်ဖြေစမ်းပါတဲ့ဗျမေးပုံနော်မေးပုံရုပ်တလုံးနာမ်တလုံးရဲ့ဖြစ်ပုံပြက်ပုံကို10လုံးနဲ့သဘာဝကြအောင်ဖြေပါကျုပ်ဦးစင်းလေးချွေးပြန်တော့ကျတို့အရေးပိုင်ရုံးစည်းကြီးခင်မောင်ထွန်းရဲ့ရောက်ခမဥပကြည်ကြီးကလေဝဲတဲ့မင်းဦးစင်းလေးမမေးပါနဲ့တဲ့ဆရာတော်ကြွလာမှမေးပါလားတဲ့ဦးစင်းလေးမဖြေနိုင်လို့တော့မဟုတ်ဘူးပေါ့ကွာတဲ့ဖြေတော်လည်းပဲမင်းလူရင်ကြမယ်မဟုတ်ဘူးဒါကြောင့်မေးပါနဲ့ကွာဆရာတော်တောင်ပေါ်ကဆင်းလာအောင်စောင့်ပါလားမစောင့်ဘူးပြည်ကပြန်သွားတော့ကျုပ်အောက်ရောက်တော့အဲ့ဒီအကြောင်းကိုကျုပ်ရှောင်းတော့ကျုပ်ညီကိုကျုပ်ကအတော်လေးမှန်ပြစ်လိုက်မင်းအဘိဓမ္မာမသိငယ်ဘူးလားအဘိဓမ္မာသိငယ်ပါလေကနေမှမင်းဓာတုပြန်မမေးနိုင်ဘူးလားသူကကိုမေးရင်ကိုကသူ့ပြန်မေးနိုင်တဲ့စကားလုံးတွေအများကြီးရှိနေတယ်ရုပ်တလုံးနာမ်တလုံးရဲ့ဖြစ်ပုံပြက်ပုံကို10လုံးနဲ့သဘာဝကြအောင်ဖြေပါဆိုတော့ရုပ်ပဲနှလုံးရှိတယ်ဆိုတာတခါကြီးသိသလားလို့မေးရတယ်ကွာနာမ်ပဲနှလုံးရှိတယ်ဆိုတာလည်းတခါကြီးသိသလားလို့မေးရတယ်ရုပ်ပဲနှလုံးရှိတယ်လေလို့မေးရင်သူအဘိဓမ္မာသင်ထားရင်28ခုရှိတယ်လို့ဖြေမှာအဲ့ဒီ28ခုတည်းကဘယ်ရုပ်တော့28ခုကိုခမည်းကျုပ်တလုံးစီပြောပြအောင်တလုံးစီပြောပြပြီးတော့မှကျုပ်ကဘယ်ရုပ်တုံးလို့မေးလိုက်မယ်10လုံးနဲ့သဘာဝကြအောင်ဖြေရမယ်ရုပ်နံကြပြန်တော့လေနံတေးပညာသဆိုတာမင်းသိကျိုသင်လာတဲ့ကောင်ပဲ90နဲ့3လုံးရှိတယ်အဲ့ဒီ53လုံးနံတရားတွေကဒီ53လုံးကိုခမည်းအကုန်ရေတွက်ပြီးတော့ပြအောင်ပြပြီးတော့မှဘယ်နံတော့ကျုပ်ကမေးရင်ဟောဒီနံဖရလို့ခမည်းပြောမှကျုပ်ဖြေလို့ဖြစ်မှာဒီလိုမေးလိုက်ရင်ရုပ်28ခုသိပါတယ်ဆိုသည့်တိုင်ဦးနဲ့သူတလုံးစီရေပြဖို့အကုန်လုံးရချင်မှရမှာကွာနံ53လုံးရှိပါတယ်လို့ဖြေနိုင်သည့်တိုင်ဦးနဲ့နံ53လုံးတလုံးစီအစအဆုံးရေပြလို့ဖြစ်ချင်မှဖြစ်မှာကွာဒါကိုကပြန်မေးရမယ်မင်းတို့ငါတို့ကွာဗဇက်ကကိုရင်းစော်နံအောင်အမ်းလာတဲ့ဘုန်းကြီးတွေတောင်မေ့နေတာမိမနဲ့နေတဲ့လူတွေကောက်မေးတာများမင်းအညံ့ခံငါအောက်မှာရဲ့ငငယ်တုန်းကစိတ်ပါငငယ်တုန်းကစိတ်အတော်လေးဒေါသဖြစ်လို့သူ့ကိုကျုပ်ကမှန်ခဲ့နောက်တော့မှကျုပ်မှားမှန်းသည်
တကယ်တမ်းကြတော့ဒီလိုမေးသူတွေကငါတို့အတွက်အမတန်ကျေးဇူးပြုကြပါလားကတိကတ္တသမားတွေလာလေကျွတ်တို့ကကျေနပ်လေဘဟုတုတဖြစ်လေဖြစ်ရောပေါ်ပြိဿကျွတ်တို့မှာအန္တရာယ်မရှိဘူးမေးပါဘယ်လိုပုဂ္ဂိုလ်ပဲမေးတရားဆွေးနွေးခြင်းလို့ရှိရင်မေးခြင်းလို့ရှိရင်လာပါကျုပ်သိရင်ဖြေမယ်လေမသိရင်မသိဘူးဝန်ခံရုံပဲကျုပ်ကလူကြီးတွေမကဘူးပြိဿယဟန်တန်ဃာဆရာတော်တန်ဃာတော်များဆိုတာထားတော့ဒီလောက်ကလေးလေးကစမေးလို့ရှိရင်ကျုပ်မသိဘူးဆိုရင်ငန်းကြီးအဲ့ဒါတော့ငါမသိဘူးကွာဟေးငါနမဒါတော့ငါမသိဘူးကျုပ်ကဝန်ခံနိုင်တယ်ဘုန်းမသိဘူးလို့ဝန်ခံရင်ဒါအမှန်ရောက်မေးပါဘယ်ချိန်မေးသိရင်တော့ဖြေလိမ့်မယ်မသိရင်မသိဘူးလို့ပြောလိမ့်မယ်ပိဋကသုံးပုံကျွတ်တို့ထုံးလို့မှုရေလိုနှောက်နိုင်တဲ့ဘုန်းကြီးမဟုတ်သိတဲ့လောက်ကလေးနဲ့ရှောက်ခေါ်ရမသိပါဘူးလို့ဝန်ခံရသားနဲ့မှကိုတော်တို့တရားဟောဘုန်းကြီးလုပ်နေဒါတော့မှမသိဘူးလားဆိုရင်တော့ပါဇက်မပြောဘူးပြောနောင်ချင်းချလိမ့်မယ်အဲ့ဒီကြတော့မသိပါဘူးဝန်ခံလို့မှတောက်တီးတောက်နဲ့ဖိနှိပ်ပြောလာမယ်ဆိုတော့အဲ့ဒီနေရာနောင်ချင်းပဲလို့ကျုံမသိရင်တက္ကရာကြီးကသိရင်တက္ကရာကြီးထံကျုပ်ပြန်မေးလိုက်ယူရလိုက်မယ်ဘုသူတတချို့တရားဆွေးနွေးတယ်ဆိုတဲ့နေရာမှာတရားနာပိဋကတရားမဆွေးနွေးတတ်ပါတရားဆွေးနွေးရရောက်အောင်ဆွေးနွေးတဲ့နေ့ကလူ9ယောက်ထိုင်ပြီးတော့ဆွေးနွေးလိုက်တဲ့ချိန်ခါမှာလူတယောက်တစ်လုံးစီတော့သိကြတာပဲလူတယောက်တစ်လုံးစီသိတော့တယောက်အသိချင်းတယောက်ဖလှယ်လိုက်မယ်ဆိုရင်လူတယောက်တစ်လုံးစီသိတဲ့လူတွေဟာဘယ်နှလုံးစီလာသိရတော့ပြိဿကြီးက9လုံးစီသိရတယ်အဲ့ဒါတရားဆွေးနွေးတာခုတော့မဟုတ်ဘူးတယောက်နဲ့တယောက်ရံဖြစ်တာဒူးပေါ်ပေါင်ပေါ်ပါဇက်ကအမြုပ်ထုံအောင်လို့ခွေးခရားကြီးနဲ့ထားရိုက်ခွန်မှာမင်းပြောတာမဟုတ်ဘူးငါပြောတာဟုတ်တယ်ခင်ဗျားပြောတာမဟုတ်ဘူးကျုပ်ပြောတာဟုတ်တယ်ထာဂရာကပဲလို့တိကကပဲကဲသူပါဠိတော်တော့ခိုင်လုံမှလားနဲ့ကျုပ်တို့တိုင်းပြည်ဘွက်ပေါက်တယ်တရားဆွေးနွေးရမရောက်ပါဘူးဗျာဖះလည်းမကြိုက်ပါဘူးအဲ့ဒီတရားဆွေးနွေးပြီးရံဖြစ်နေကြရဲ့တော့ဖះဟောတဲ့ဒေသနာတော်အတိုင်းကုသလံဓမ္မံပဋိစ္စအကုသလောဓမ္မောဥပ္ပစ္စတိဓာရီဖြစ်ကြတော့မယ်တရားဆွေးနွေးတယ်ဆိုတာကုသလံဓမ္မကောင်းတဲ့အလုပ်ပဲအဲ့ဒီကောင်းတဲ့အလုပ်ကလေးတရားဆွေးနွေးတာကိုပဋိစ္စအစွဲပြုအကြောင်းပြုပြီးတော့အကုသလောဓမ္မောသူမှန်ငါမှန်ရင်းပြီးရံဖြစ်တဲ့အကုသိုလ်တရားကြီးတွေဟာဥပ္ပစ္စတိဖြစ်တတ်တဲ့ကွယ်တို့ဘုရားဒီတိုင်းဟောထားပါတယ်ကုသိုလ်အကြောင်းပြုပြီးအကုသိုလ်ဖြစ်တတ်တယ်ဒါကြောင့်ကျုပ်ကပြောမိပါတယ်ပြိဿဦးစင်းလေးတွေတရားဟောခြင်းနဲ့ဆိုလို့ဝဲလို့ဒီတန်းကြီးခံနိုင်မှာမလားဒါကြောင့်တရားနာပြိဿအခုကျုပ်ကခံစားရပုံလေးကဆက်ဆက်ပြီးထွက်သွားတာနော်စုံလေအောင်လည်းပြောရတယ်ကြည့်လေခုနကတည်းကကျုပ်လာလက်ညှိုးထိုးပြီးတော့ဟဲ့ဘုန်းကြီးကိုတရားကိုဟောတာမဘာသူများစော်ကားကျုပ်ကတမျိုးပြိဿဒီလိုလူတယောက်ပေါ်လာရင်ကျုပ်ကဝန်းလည်းမနေတာစိတ်လည်းမဆိုးတာဒီတော့ခင်ဗျားတို့ကပဋိက္ခသံယောဇဉ်ပယ်ထားတဲ့အနာဂံကြီးလားဖေမေးခြင်းမေးမဟုတ်ပါဘူးများသောတာပန်အစော်လေးတောင်မနံသေးဘူးချင်းဝန်ခံရတယ်ဒါဖြင့်ရှင်များဒေါသမဖြစ်ဘူးဗျာစိတ်မဆိုးဘူးဆိုဗျာဝန်းမနေဘူးဆိုဗျာနေတော့နေတာပေါ့ဝန်းနေတာမကောင်းမှန်းသိတဲ့ကိုဓမ္မကတိကပဲမနေနဲ့စိတ်ဆိုးခြင်းနဲ့မဆိုးနဲ့ဒေါသဖြစ်ခြင်းလာတယ်မဖြစ်နဲ့ဘာလို့ထိနေရလို့အဲ့ဒီလိုလက်ညှိုးလာထိုးတော့ကျုပ်စိတ်ခဲတရားနာပြိတ္တစိတ်မဆိုးတဲ့ပြင်အဲ့ဒီတကားကိုကျုပ်သိတနာသွားငါတကအဖော်ပါလာလို့လူအဖော်မဟုတ်ဘူးဗိုက်ထဲလာတဲ့အဖော်ပြောတာငါတကအဖော်ပါလာလို့ငကူပဂရိအဖြစ်ဘုန်းကြီးလက်ညှိုးထိုးပြီးဟေ့ဘုန်းကြီးဆိုတာလူလူပြိတ္တကျပြောဖို့စိတ်ကူးတဲ့တောင်ထဲဖို့မလွယ်ဘူးဗမာလူမျိုးမှန်ရင်ပေါ့လေဘာသာရေးစိတ်ဓာတ်ရှိအခုတကားကြီးအဖော်ပါလာလို့ငါဒီလိုလက်ညှိုးထိုးတာကျုပ်ကသူ့ကိုတနာသွားလူလူပြိတ္တအလဲကောင်မှာဟေ့ဘုန်းကြီးလို့လက်ညှိုးထိုးရတဲ့တတ္တိ
ချင်းမုန်းစရာကောင်းတော်လေသူ့အတွက်ကျုပ်သိက္ခာနာပါတနာတော့ကျုပ်ကသူ့စိတ်မဆိုးတဲ့ပြင်ပြန်တောင်းပါတခါရဲ့လို့ဘုန်းကြီးပြောတာမှားတယ်ထင်လေဘုန်းကြီးတောင်းပါလေကြည်နောက်ပါလို့ကျုပ်ကတောင်းပါလိုက်ဒီတဲ့ကျုပ်နောက်ကကာလာသားလေးတွေကလက်သီးကြစ်ကြစ်ပါအောင်ဆုံးဘုန်းကြီးဖျားဒီလိုဒီနွားကြီးထားချလိုက်မလုပ်ပါနဲ့ကွာဟဲ့တရားနာတဲ့စိတ်ထားကွာမလုပ်တတ်ငါပြောတာပါကွယ်မင်းတို့ပြောတာမှမဟုတ်ပဲငါတောင်သိခံနိုင်နေတာငါညီမသိခံရဒီတော့တရားနာပြည်တာအဲ့ဒါလို့ပြောလိုက်တော့လေတရားပွဲတွေကဒကမာကြီးတွေငိုကြတချို့အမအရွယ်တွေအတော်အရွယ်တွေလည်းငိုကြတချို့ဖွားကြီးတွေများအတန်တောင်ထွက်သေကြီးစို့ငါသားလေးသာဆိုရင်မင်းပါချတယ်ကျုပ်တနာလို့ငိုကြတချို့အမအရွယ်တွေကဟုတ်တယ်ငါမောင်လေးသာဆိုရင်လေငါအခုခါရိုက်တယ်ဒုသာဖြစ်ပြီးတချို့မျက်ရည်တွေကျကြဒကမကြီးများမငိုနဲ့ငိုစရာအလုံးမဟုတ်ဘူးဒီအလုံးလုံးရင်ဒါတွေတွေ့ရမယ်ဆိုတာကျွတ်တူငကူကလေးကသိပြီးသားပြည့်သားနဲ့ဟောလာတဲ့ဘုန်းကြီးဒီတန်နေမခံနိုင်ရင်ဓမ္မခိကလုံးလို့မရဘူးဒကမကြီးတို့အတန်နေကြကဲဒကာရဲ့လို့ဘုန်းကြီးတောင်းပါလေကြည်နောက်ပါလို့အဲ့ဒီတခုပြောပြီးသူနောက်ထပ်ဘာမှတော့ထပ်မပြောဘူးပြိတ္တာတကားလို့ဘုန်းကြီးပြောတာမှားတယ်ထင်လို့ဘုန်းကြီးပါးစပ်နဲ့တောင်းပါလို့မကြည်နိုင်ဘူးကတော့ဝင်းနဲ့မှဆိုရင်လည်းရပါလေလို့တောင်းပါမယ်အာရမမဟုတ်ဘူးရှ िख ိုးတောင်းပါမှဆိုရင်လည်းကျုပ်တကားကိုရှ िख ိုးတောင်းပါမယ်ငွေနဲ့ကတော့မှဆိုရင်လည်းရပါလေဒီလိုကိုဘာမှမလိုချင်ဘူးကိုတော့ကိုလက်သီးနဲ့ဘေးကောချင်တာပဲဆိုရင်လည်းကိုင်းတကားလာဒီပေါ်တက်ခဲ့ခေါင်းရောက်ဘေးလူတွေဘာမှမလုပ်စေရကျုပ်ဒီတိုင်းပြောလိုက်တော့ငြိမ်တော့ငြိမ်နေပြီပြိတ္တနောက်ထပ်ဘာမှမပြောတွေးနေနောက်ယောက်ျားကြီးတယောက်နဲ့မိန်းမကြီးတယောက်ကဆွဲခေါ်သွားတရုတ်တရုတ်နဲ့ပါသွားတယ်သူပါဇက်ကတော့အတန်မထွက်တော့ဒကမာကြီးတွေငိုးနေတာကိုမငိုကြနဲ့ဒကမာကြီးညာတိတ်လောကဓာတ်ဆိုတာဒါပဲလောကထဲမှာဖြစ်ပေါ်လာသမျှဓာန်ဒီလူသားတိုင်းခံရမယ်လူသားတွေမကကျွတ်တို့နဲ့လူတွေနဲ့ရောနေတဲ့ဘုန်းကြီးဆိုတော့ဒီဓာန်ကျွတ်တို့လည်းခံရမှာပဲလူကဖြစ်တဲ့ဘုန်းကြီးကိုကဲကျုပ်ဟောင်းမယ်ဆိုပြီးကျုပ်ပြောပြောရွှင်ရွှင်မဲ့တရားနာပိဋကဆက်ဟောပါလေပိဋကဆက်ဟောပြီးတော့တရားပွဲသိနောက်နေ့မနဲ့ကြတော့အဲ့ဒီဆွဲခေါ်တဲ့ယောက်ျားကြီးနဲ့မိန်းမကြီးကယောက်ျားကြီးကဘာကြီးမိန်းမကြီးကအမေဆိုကိုပြိတ္တာညကဆွဲခေါ်တဲ့သူ့အမေနဲ့အဲ့ဒီညကကျုပ်လက်ညှိုးထိုးတဲ့တကားနဲ့ပေါက်သူ့အမေကရှေ့ကသူကနောက်ကရှစ်ခိုးကြအမေဖြစ်တဲ့တက္ကမကြီးကရှောက်ရှင်ဖျားတဲ့အရှင်ဖျားမနေ့ညကလူရုပိဋကအလဲကောင်မှာဓမ္မကတိကဖြစ်ပါရဲ့ကလေးလူတော်တဲ့အရှင်ဘုရားခွေးကြိုက်ခံရပါဗျာသူ့မိကကြုတ်လျှောက်အရှင်ဘုရားခွေးကြိုက်တယ်ဗျာအရှင်ဘုရားကြိုက်တဲ့ခွေးဒီမှာဗျာခွေးဘုရားသူ့မိပေါက်ပြီတပည့်တော်မလေးလူမလို့ငွေထားမိပါကျုပ်ပါငိုရတော့မလို့လို့ဒကမာကြီးလို့ကျုပ်သိခံပြီးသားပါဒကမာကြီးအရှင်မကြီးကျင့်납ပြီတပည့်တော်မကျင့်납ဘူးဗျာတပည့်တော်မလေးဘသူသားလေးလို့ပြောလိုက်တာကိုတပည့်တော်မအသင်းထောင်အောင်ခံရတယ်ဗျာသူ့ဘိုက်ကြောပြအောင်ငွေရတဲ့ကျေးဇူးတွေစတာဗျာတာသမီမကောင်းတော့မိဘခေါင်းဆိုတာဘုဒ္ဓဘာသာမြန်မာလူမျိုးတိုင်းကလေးကစကြားဘူးပါဗျာဘုန်းကြီးလက်ညှိုးထိုးတာဘသူသားတဲ့ဘသူသားတဲ့လို့ခုခံလိုက်ရတာတပည့်တော်ကျေးဇူးဆက်တာဗျာသူကအဲ့ဒါတပည့်တော်မှလည်းညကတညလုံးခဏခဏတက်ပြီးတော့အိတ်မပြောဘူးဗျာသူလည်းအမူးပြေတော့
တပည့်တော်ရင်ဝင်နဲ့ခေါင်းထားပြီးတော့အမေကျုပ်မှားပါကျုပ်ရိုးရိုးပဂတိစိတ်နဲ့ဆိုရင်သူများပြောခိုင်းတောင်ပြောရဘူးအမေရဲ့ကျုပ်လေတောက်လို့မှားမိတဲ့ကိစ္စကဲအမေလည်းစိတ်ချမ်းသာအောင်ဘုန်းကြီးပြစ်မှားမိတဲ့ကာယကံဝစီကံမနောကံလည်းကျုပ်ကတော့ပြီးတော့တစ်သက်လုံးအရင်မတောက်တော့ပါဘူးဆိုပြီးတော့လူချင်းမာတဲ့အမေရဆိုလို့တပည့်တော်ခေါ်လာတာဗျာမင်းကတော့လေလူလေလူပါမယ်မေရဲ့မျက်ရည်တွေကျလာတယ်တကားလေကျုပ်ဥသုံးချိန်ချရှင်များတပည့်တော်စိတ်ဆိုးသလားတဲ့ညကကျုပ်ကလည်းလိမ်မအောင်ဆိုးတော့ဘောလို့ဒါပေမဲ့စိတ်ဆိုးတာမကောင်းဘူးဆိုသူများဟောနေတဲ့ဘုန်းကြီးကအဲ့ဒီစိတ်ဆိုးတာနောက်တော့ဖြောက်ပြစ်ပြီးခင်ဗျားကိုတနာသွားတယ်လို့စိတ်မဆိုးဘူးဆိုရင်အနာဂံဝန်ခံရဖြစ်နေဆိုးတာဘောဗျဆိုးပေမဲ့လို့ပြန်စဉ်းစားလိုက်တော့သူ့တနာစရာလူကြီးတယောက်ခင်ဗျားကိုကျုပ်နောက်ပြန်တနာသွားတယ်မှန်လားပါဗျာအရှင်ဘုရားတနာတဲ့ကရုဏာမေတ္တာကြောင့်လည်းတတိတော်မှာအခုမှားတာကြီးကိုသိလာတာဗျာတတိတော်ကာယကံဝစီကံမနောကံတွေကြော့ပြီးတော့တတိတော်ဒီကနေ့ကစပြီးတော့မူရစ်စေတတ်တဲ့အရက်သေးစားမတော့တော့ပါဘူးဗျာဒီတော့ကျုပ်ကလည်းသူ့ဆူပေးတယ်ပြိတ္တာသူကရက်လှူတာကိုပြိတ္တာရက်သမားကကျုပ်ပါလှူတော့လင်းနဲ့မှမနေနဲ့မတော့တော့ဘူးဆိုပြီးလှူတာဟိသူကအရက်လှူတော့ကျုပ်ကလည်းပြောလိုက်တယ်နိဗ္ဗာန်တော့ဆူမပေးပါဘူးပြိတ္တာသူနဲ့တန်နဲ့ဆူပေးလိုက်ကျုပ်တကားဒီမတော့တော့ပါဘူးလို့လှူတဲ့အတိုင်းဒီကနေ့ဒီအချိန်ကစပြီးတော့တစ်သက်လုံးမတော့ဖဲရှောင်းကျင်နိုင်ပါစီဗျာ။ကိုင်ဒါသူနဲ့အတန်ဆုံးစုပြန်တော့ရင်အဝိစီပဲလို့ဂျိုးကပ်အောင်ခံရပါစေလို့ခွေးလူဝက်လူနွားလူပဲလို့လှက်ပတ်ပြီးဘယ်နဲ့ပေးလဲပေါ့ဗျာတို့ကြကျုပ်ပြောကကြီးဒီအရေးတော့ထားတဲ့လူမျိုးကအတော်ခက်တယ်ထမ်းမင်အောင်ရောက်မော့ကြည့်မိသေးတာပြိတ္တကြီးဒါကြောင့်ကျွတ်တို့ကတစ်သက်လုံးမတော့ဖဲနေနိုင်ပါစေဗျာလို့ကျုပ်အဲ့ဒီစုကိုပေးပါလေဗျာသူပေးပြီးအဲ့ဒီလူဒီတစ်သက်လုံးမတော့ဖဲရှောင်ကျင်သွားရုံနဲ့မကကျုပ်မြင်းညံခရိုင်တောင်သာနယ်ရောက်တော့ကိုမောင်ငွေဆိုတဲ့တကားတယောက်တွေ့ပြန်သူ့ရောက်ဖဥဖိုးနီနဲ့သူ့အမတော်ဖွားရုံကျုပ်တရားပွဲပင့်ကျင်းပနေ့လည်ဆွမ်းစားတော့သူကျုပ်ရက်ခတ်နေတာပဲတရားနာကြီးညကြတော့လေတရားပွဲလာပြီးတော့ငွေငါးချက်လှူသွားတယ်လေချုံငုံတန်းတန်းပဲလှူပြီးတော့ပျော်လွန်းလို့တဲ့ပြိတ္တာနောက်တစ်ခေါက်အိမ်ပြန်သွားပြီးဟောအဖော်ခွန်လာပါရောဗျာတကားတို့နည်းနည်းတော့မှတ်သွားတော့ဟိုတချင်းတောင်နည်းနည်းပြင်းဖို့ကောင်းပျော်ရင်လည်းတောက်တာပဲအရက်ကတချင်းကတမျိုးတည်းဆိုတာစင်ရင်လိုရက်ကိုတောက်ကြည့်ပျော်လေးတောက်တာပဲပြီးထမ်းတော့ကျွတ်တို့ရှိကကိုထိုက်ဗျာတသောင်းစုပေါက်ပြီးတော့ဆိုင်ကယ်တစ်စင်းဝယ်ဘာပြောကောင်းမလဲနောက်ပိုင်းဘာမှကိုပြောမကောင်းတော့ပျော်လို့လည်းတောက်တာပဲတကားတို့ကြည့်အခုပျော်လုံးလို့တဲ့ဗျအဖော်ခေါ်လာကျုပ်တရားဝဲရှိဆုံးကမျက်ထောင်းကြီးနဲ့ထိုင်ဘေးကကြီးမှန်ရလားဆိုသူများကရိုးရိုးဖြစ်တယ်သူကမြေကြီးနဲ့နှစ်ဖူးနဲ့ထီကမှဗျာတော့ဖောက်ပြန်လာအော်ငါကအဖော်ပါလာပြီကိုနောက်တရားဟောမဖြစ်တော့အောင်ပြိတ္တာတရားလည်းအဲ့ဒီညကမတူသင့်မဲနဲ့တူသွားပါတယ်ပြိတ္တာတရားဝဲသိမ့်ပြီးတော့နောက်ရက်ကြတော့သူများတွေကပြောယုံနေမှာကလေးတွေကပြောကြဝါရညကတော့ကျန်ဒီကံဆရာတို့တရားဟောတာသိကောင်းတာကွာကောင်းပြီဒီကွာတဲ့အရင်တစ်ခေါက်ကလောက်မရှိပါဘူးတဲ့တရားတူတယ်တဲ့တောင်သူပြောတာမဟုတ်ပါဘူးဟိုနရဲပြောနေတာပါတူတယ်တဲ့တော်ရောပေါ်ကွာတယ်မင်းဟိုလူကြီးကတော်ဆိုးတဲ့လူကြီးကွာကိုမောင်ငွေဆိုတဲ့လူကြီးပေါ်ကွာတယ်မူးပြီးရှိကတောင်ပြောမြောက်ပြောတယ်ဘုန်းကြီးကစိတ်ညစ်ပြီးမင်းသိမ့်သွားတာဗျ
နောက်သူ့တွေ့တိုင်းလည်းကလေးတွေကပြောကြပြောဥမောင်ကိုညတော့ဆိုးတဲ့လူကြီးပြညတရားဝဲတဲ့ဝင်မုန်းတယ်ကလေးတွေပြောအဲ့ဒီတင်သူသတိတရားရနောက်ကျုပ်ဖယလှတရားဟောတော့သူလိုက်ပြီးတော့လှူပါတယ်ပြိဿပြီးတော့ဗျာတဲ့ရွှေမန်းတင်မောင်ဇတ်ထုတ်သွင်းထားတဲ့ငမှုအယူလို့ကလေးတွေဆိုတဲ့အတန်ကြားတယ်နားမဝင်ဘူးဗျအခုတပည့်တော်ကိုယ်တိုင်ကလေးတွေကခမားကြီးပြညတော်ဆိုးတဲ့လူကြီးတရားဝဲတဲ့ဝင်မှုနေအဲ့ဒီချိန်ခါမှာတပည့်တော်ကလည်းမတောက်သေးတဲ့အချိန်မို့ဖရတဲ့တောက်တဲ့အချိန်ဆိုရင်ကလေးတွေခေါင်းလျှောက်ခေါက်ချင်းခေါင်းတွေမှာမတောက်သေးတဲ့အချိန်ဆိုတော့တပည့်တော်တရိယာပြီးတော့ဗျာတဲ့အမနဲ့ရောက်ဖကိုဒီအရက်မတောက်ပဲလှူခြင်းပါတယ်ဆိုပြီးတပည့်တော်အရှင်ဘုရားထံလိုက်လာတာပါဗျာဟောဒီအရက်သမားတရားကိုဟောတိုင်းဟောသမျှအခါတိုင်းလှူပြီးမဟုတ်တော့လည်းပဲအရက်သမား9ယောက်လောက်တော့ကျွတ်တန်းဝင်သွားပြီရုပ်ဒါတော့အရက်သမားကြောင့်ပြောပြန်တို့လေအရက်တောက်တဲ့လူများကတို့စောင်းတယ်လို့ထင်တတ်တာဟာဒါဓမ္မရာပါပြိဿဓမ္မရာပါပြိဿသူတို့ကလည်းမူးလာတယ်လေကျုပ်ကမူးတဲ့အကြောင်းပြောတော့တို့စောင်းတယ်ထင်တာပေါ့စောင်းနဲ့ထင်လို့ကျုပ်ထုံလကန်းလာလို့လေကျုပ်ကသီးခံတယ်ကျုပ်မေတ္တာတရားနဲ့ဆိုတော့နောက်ပိုင်းလည်းသူတို့ကျွတ်တန်းဝင်နေတာပေါ့တဏှာလို့ပြောတာပါတကားတို့ဒီအရေတောက်တာကျုပ်တို့ကခင်ဗျားတို့မတထာလို့ပြောနေတာမဟုတ်ပါဟောဒီအရေလွှမ်းမိုးရင်ကျုပ်ပြောလိုက်မယ်တိုင်းပြည်တောင်ပြက်တဲ့ရုပ်ကျန်တာထင်ရှားရှိပါတယ်ဒါပေမဲ့အဲ့ဒါတွေသိထုတ်ဖော်ပြီးတော့ဟောနေမယ်ဆိုရင်ရှည်လျားမှာဆိုရှင်းလို့ခင်လို့ယူထားတဲ့မယားကိုကျွေးလိုက်နွားရရိုက်တာလေဒီအရေးပဲဗျဒီထဲကသူတို့ကရဲစည်းတင်တာလို့ပြောကြဟုတ်တော့ဟုတ်သားပဲဘယ်တော့မှတနှောက်နဲ့မထူရဲတဲ့အမေကိုတနှောက်နဲ့ထူရဲဒီအရေးအဖေကငါမှသားရှိလို့ဆင်းရဲတာဒီအရေးဒီမဲ့အိမ်နီးနားချင်းနဲ့မအိပ်ရအောင်စိတ်မချမ်းသာအောင်ဆူးပူးနေတာဒီအရေးဗျအဲဘလောက်ဆိုးတဲ့ချင်းဘုန်းကြီးနဲ့တွေ့ပြန်တော့လေခွန်းနေကလို့ဟဲ့ဘုန်းကြီးလူကဖြစ်တာကွာဆိုတာလေဒီအရေးပဲကျွတ်တို့တော်ရီများကြားရအိုးတမဝါယံဝလူကြီးကသူ့ရှိမျိုးကပြရဟဲ့အဲ့ဒီလူကြီးငါဘာထင်လဲကွာဆိုတာလေဒီအရေးပဲပြိဿရဲ့လူကြီးကလော်ဆဲတာလေဒီအရေးပဲတိုင်းပြည်အုပ်ချုပ်တဲ့တရားနာပြိဿရဲအရာရှိများလည်းပဲတိုင်းရေးပြည်ရာမလုပ်ရပဲနဲ့ဒီအမှုသမားလိုက်ပြီးဖြည့်ရှင်းနေရတာနဲ့တိုင်းပြည်အတွက်ကျေးဇူးတစ်စက်မှမရှိတာလေဒီအရေးပဲဒါတော့တဏှာလုံးလို့ဘုန်းကြီးတို့ကပြောနေတာကံ၅ပါးလုံးပြတ်တတ်ပါတယ်ပြိဿဘယ်လိုမှအောင်းမေးလို့မဟုတ်ပါဘူးမကထာလို့မဟုတ်ပါဘူးဘုန်းကြီးတို့ပြောတာကသူတို့တောက်တာကိုဘုန်းကြီးကကြည်ဘူးတဲ့ဩငါတို့ကအရန်ကရှိလို့များတောက်သလားအောင်းမေးရှိတော့ပါဘူးတကွန်းလောက်တောက်လိုက်ညနာကြီးမဲရှုံမြစ်ကနေထိုးလိုက်ဒါကြောင့်ပဲကြီးလော်လေးလားချင်းပတ်ကလေးလားမသိကောက်သွားလိုက်သမင်းဟုတ်ဒီပါတိမစားတော့ဘူးသမင်းဟုတ်ဒီပါတိမစားတော့ဘူးသမင်းစားလိုက်လို့ရှိရင်နဲ့တောက်မဖြစ်ဘူးတဲ့တောက်မဖြစ်မှစိုးရိမ်တာနဲ့ကိုသမင်းလျှော့စားသမင်းစားပြီးမှတောက်လဲအာနာကိုဗျဒါကြောင့်တရားနာပြေးကတကွန်းလောက်တောက်လိုက်မျက်နှာကြီးမဲ့ပြစ်ကနေထွေးလိုက်ကျွတ်တူကစဉ်းစားတယ်ဩအရသာရှိလို့တောက်တယ်အောင်မေ့တကားဒီပါဇတ်ထဲအတွန်းအခါရခက်ရှာတယ်တတွေးတောင်ရိုးရိုးမထွေးဘူးထွေးပုံကြည့်လေကြွားအခိုးတွေအနေခက်လို့မှုတ်ထုတ်တာချွာအတော်ဒုက္ခရောက်တာပါဗျာမဒီထဲသူတို့ကသချင်းလေးနဲ့ဗျနဂါရဲ့ခြုံရသောမုံကလုံးစို့ပါလို့ဟိုဒါပါပြောတာနဂါဆိုတာထမ်းမယ်ပြောတာကလုံးဆိုတာလေထနုတ်ကကြတဲ့ထမ်းရည်ကိုစွတ်ပြီးခံထားတဲ့အိုးကိုပြောတာမြူအိုးကလုံးနဲ့ဗျနဂါရဲ့ခြုံရသောမုံကလုံးစို့ပါလို့
ပင်တော့ရေထူတော့လည်းရေချောမြို့လေးပင်မောဘောက်ကမီးတောင်တဲ့မီးတောင်မှာတော့လောင်လုံးရှိတာတချင်းဒီတချင်းသူတို့ကအရသာတွေ့ပြီးဆိုကြပြန်တယ်ဒီတဲ့တောက်တာစားတာတောင်တရားနာပိဋကကြည့်လေပြောကြတယ်တစ်ခွက်တောက်တော့ဇရက်စည်းစိမ်ဆိုတာစကားများလားကြလူနဲ့တစ်ဖက်သားစိတ်ဆင်းရဲအောင်အလွန်ပြောတယ်ဇရက်စည်းစိမ်ခေါ်ကြတဲ့ကွာကြည့်လေဟဲ့ကောင်းကုန်မပြီးတော့ဟဲ့မပြီးတော့ဘူးလေဟိုအချိန်ကပါလာဟဲ့တကယ်ချင်းဒေတာတော့ကွာမပြီးတော့ကွာမင်းမူးနေတော့ငါမပြောချင်ဘူးကွာငါစိတ်ဆင်းရဲတယ်ကွာမောပါဘူးကွာအဲကောင်မင်းဒီမှာငါအပေါင်းစင်းမလို့ရှင်အားလေးရှက်လေးမောပါဘူးကွာအဲကောင်တကယ်ချင်းဒီမှာမင်းငါမင်းအပေါင်းစင်းမလို့ရှင်လို့လားအဲကောင်တကယ်ချင်းလမ်းမှာကွာဒီမှာနောက်ပိုင်းဘာမှမပြီးတော့ရိုင်ရွဲ့ပြီးတော့တစ်ဖက်သားစိတ်ချင်းရဲ့အောင်ပြောတဲ့ဇရက်စည်းစိမ်နဲ့ပြုတ်နှစ်ခွက်တော့မွေဟောက်စည်းစိမ်နဲ့ညသူများစော်ကားလာမွေဟောက်ကြီးပပြင်းထောင်တယ်လို့ပေါ့ကြည့်တာကစဂျူကြည့်စကားပြောလိုက်နားရဲမချမ်းသာဟဲ့ကမင်းဘောင်းမိုက်ဒီကစအိုင်ဒုကီယာချဲလင်းကိုလောက်တာသူများစော်ကားလာတာလေမွေဟောက်စည်းစိမ်ညသုံးခွက်တော့ကာလနဂါစည်းစိမ်နဲ့ပြရေလောင်းပြီးစိုက်ကားနဲ့တင်ပို့လျာမလှုပ်တော့ငါ့သူလိုစည်းစိမ်ပြီးတော့တရားနာပိဋကကြီးညကတောက်တန်သိမ့်များပြီးတော့ခေါင်းအနောက်မပြေလို့လေမနဲ့ကြတော့အိမ်မောက်ထားမှိုင်းနေလို့စည်းစိမ်တစ်ခုတိုးလာတယ်လက်ဓာစည်းစိမ်ချင်းညဖမှန်စည်းစိမ်ဒါကြောင့်တကယ်သလားလို့ဘုန်းကြီးတို့ပြောတော့လည်းပဲဒီအရေးလေးဝင်လာရင်တော့တို့စောင်းတယ်လို့ထင်တတ်တာဓမ္မရာပါပိဋကကြည့်တရားနာပိဋကခုတန်တတိကြီးတန်တတိကထွက်သွားတာနော်ရူပဝိလာသကရူပစေရသာယုတ္တမူအားလေးရှာလေးကြီးနဲ့ဝန္တိသာရကုဏပိဒာဒီနမသုလာရူဝါထွက်ကုန်တယ်ပြိဿအတန်မပြီးတော့မြတ်စွာဘုရားတတိတော်အာဇီမူတဲ့သိခံတော်မူပါဘုရားပေါ့ဘုရားလျှောက်လက်အုပ်ချီရှောက်လိုက်တော့ဘုရားကုတော်မြတ်ကတန်တတိရဲ့သမားကြီးကြည့်ပြီးတော့ပြုံးတယ်ပြိဿကြီးဘုရားကုတော်မြတ်ဘယ်လိုပြုတော်မူလို့ပြုံးတော်မူတယ်ဘာလို့ပြုံးပါလဲမပြေပါနဲ့မြေသားတစ်ခါဟောတယ်တခါသောဘာလို့ပြုံးပါလဲဆိုမလားကရည်ချင်းလို့မလေးဒီပညာရှိမျိုးများသိရင်နံလိုက်မဲ့ပုတ်စောလို့တို့ဖယားဘာလို့ပြုံးတာတော့ဆိုရည်ချင်းလို့တယ်ဗျာအဲ့ရှိသေးတော့လေဘယ်ကတော့မြပြုံးပြီဗျပြုံးတော်မူတော့ညီတော်အနန္ဒာကရှောက်မြတ်စွာဘုရားရဲ့သမားကြီးကြည့်ပြီးတော့ဘယ်နဲ့ကြောင့်ပြုံးတော်မူတာလဲဗျာပြီးတော့အနန္ဒာတဲ့ဒီကောင်ကြီးဒီနေ့သိမ့်မူးနေတယ်မို့လားတဲ့မူးနေတဲ့ကောင်ကြီးဒီကနေ့ငါဖယားထံရောက်ပြီးတော့လေအာသဝကုံခံယဟန္တာဖြစ်၍ဒီကနေ့ဘယ်လျင်ကောင်းကင်မှာပရိနိဗ္ဗာန်စံတေဇောဓာတ်လောင်ပြီးတော့အာသဝကုံခံယဟန္တာပရိနိဗ္ဗာန်စံပွဲနဲ့တကွသူဒီနိဗ္ဗာန်ကူးလိမ့်မယ်ဖြစ်တာဗျာဒီစကားကြားတယ်ပြုအဲ့ဒီယဟန္တာဖြစ်လိမ့်မယ်လို့အယက်သမားကြီးဘုရားကိုယ်တော်မြတ်ဗျာဒီစကားကြားတော့ဒိဋ္ဌိတွေကကြားပြီပြုဒိဋ္ဌိတွေကကြားတော့စကားဖြစ်တာဟေးဘယ်နဲ့လဲကွာ
ခေါ်ရမကသူရမေရရသိခါဘူးသူပဲအရင်မတော့ဘူးခေါ်တယ်ကွာအခုသူပဲရဲ့သမားကြီးယဟန္တာဖြစ်လိမ့်မယ်လေရှေ့စကားနောက်စကားမညီဘူးအယုံကြည်မရှိဒီဆိုတို့တင်သွင်းအယုံကြည်မရှိဆိုတော့နိုင်ငံရေးစကားနဲ့ရောတယ်မအောင်မင်းနဲ့ခေတ်သဘောနဲ့နားလည်အောင်ပြောရတယ်ကျွတ်တို့ကနိုင်ငံရေးဆိုသတင်းစာတောင်သိကြည့်တာမဟုတ်နိုင်ငံရေးခေတ်တုန်းကနိုင်ငံရေးကသိသုံးလင်မယားရဖြစ်တာတောင်နိုင်ငံရေးနဲ့ယုံလားလင်ကမရနိုင်ငံရေးနဲ့လှမ်းပြောလိုက်နင်းကအချင်းလေးရပြောတာနိုင်ငံရေးခေတ်တုန်းကမယားကလည်းနိုင်ငံရေးနဲ့အားကြမခံပြန်ရန်ထောင်းတယ်ဟဲ့ငါသဘောတရားအရမခံဘူးနော်ဒါတော့ကျွတ်တို့တိုင်းပြည်လည်းဖရိတ်ဆိုင်ထိုင်ပြီးစပကသဘွားတလစနဲ့ကြားလို့ဘီ33လုံးလည်းမလောက်ဘူးတော်ပါသေးရဲ့အခုတော့ဒါတွေငြိမ်းသွားလို့နိုင်ငံရေးဘယုဒုက္ခအလုတ်တွေပြုတ်သွားတော့ကျွတ်တို့တိုင်းပြည်ကြီးအေးချမ်းသာယာစွာပေါ့ဗျာအခုချိန်ဆင်ပြေးနေသေးတာပေါ့အရင်တော့ကများရှုပ်လိုက်တာအကွယ်ကွယ်အစိတ်စိတ်အမွှားမွှားနဲ့ဒါကြောင့်နိုင်ငံရေးခေတ်တုန်းကနိုင်ငံရေးစကားသုံးပုံလေးကျုပ်တို့ကဆက်လင်းလို့ထည့်ပြောမိပါတယ်ကိစ္စအယုံကြည်မရှိกว่าဒီဆိုတော့တည်းဆိုမူသာဝါဒနဲ့ဆွဆွဲမယ်ကွာဒီလိုကိုဗျဒိဋ္ဌိတွေကစကားဖြစ်ကြဖယားကုတော်မြတ်ကြီးကလည်းဗျာဒိစကားကြားပြီးတော့ဆုံးခံရကပြန်အကြွတန်တတိကြီးကလည်းမြစ်စေရေချိုးအသွားသူ့အတွက်နန်းတော်မှာစောင့်စားပြီးတော့နေလိုက်တာကအငိမ့်မင်းသမီးလေးကိုဗျရှင်မင်းတန်တတိကြီးအတွက်အငိမ့်မင်းသမီးကလေးတယောက်ပါလာအဲ့ဒီလိုအငိမ့်မင်းသမီးကလေးတယောက်ပါလာတော့တန်တတိကြီးမြစ်စိတ်ကရေချိုးပြန်ရေချိုးပြီးပြန်အသွားတရားနာပြီးတာဥယျာဉ်ထဲကလေအငိမ့်မင်းသမီးလေးစောင့်တန်တတိကြီးရှောက်ရှာသပေါ့ရှာမစီမတွေ့ဘူးပြိတ္တာဟိုကပုံးနေအခုမတွေ့ပေသည်တွေ့မှာပြိတ္တာဘာလို့တွေ့မှာတော့မတွေ့အောင်ပုံးတာမှမဟုတ်ပဲနဲ့ပြဿနာမင်းသားနဲ့မင်းသမီးတွေကြည်ဘူးကြမှာမို့မြင်မလားလေပန်းချံနဲ့ပြဿနာမင်းသားနဲ့မင်းသမီးထွက်အလားမင်းသမီးကပုံနေတော့မင်းသားကရှောက်ရှာတော့မတွေ့ဘူးမတွေ့တော့ခေါင်းကလေးလက်နဲ့ကုပ်ပြီးပြန်နာကောင်းနဲ့ချိန်ထားတာမလာဘူးဆိုတော့ဟိုကအမလေးအဲ့ဒီကြတော့ပုံနေတာကနေမြင်အောင်လေဖြတ်ပြီးတော့ပြေးအဲ့ဒီမှာထလိုက်တာပေါ့မမြင်အောင်ပုံးတာမှမဟုတ်ဘဲနဲ့အမှန်တော့ကြည်စားတာပေါ့ဗျာခင်ဗျားတို့ကဒီစကားတွေပြောတော့ဒီဘုန်းကြီးပြတ်ဆက်ကြည့်ဘူးတဲ့အောင်မေးမအောင်မေးကြည့်တယ်အကူမကြည့်သူများဘယ်ပြောဖြစ်လေကြည့်တရားနာပြေးစားအငိမ့်မင်းသမီးလေးစောင့်တယ်ဗျစောင့်တော့အငိမ့်မင်းသမီးလေးမင်းပဲရောက်နေပါလေကိုယ်အငိမ့်မင်းသမီးလေးရဲ့စောင့်ကြည့်တွေ့ဘူးမတွေ့တော့အလေးတန်တတိကြီးတနာသွားတယ်အငိမ့်မင်းသမီးလေးကတနာတော့ပန်းကုံလေးနာကပုံနေရကနေဖြတ်ကနေထအပြီးလိုက်ဟောတွေ့ပြီတွေ့ပါဟဲ့လို့တန်တတိနောက်ကလိုက်ပြေးရင်လိုက်ရင်နဲ့တရားနာပြီးကလက်ကလေးလှမ်းဆွဲလိုက်ဖတ်ဆိုရင်ဝင်နဲ့ရောက်ရောက်သွားပြီစောင့်နေတာကြာမလားကွယ်တန်တတိကအငိမ့်သမားလေးကလည်းလာမလားမောင်ရဲ့ဟိုကလည်းလာပြီးခင်ရလာမလားပြတ်စားတဲ့ထွက်နေတယ်လို့ပေါ့ကွာပြတ်စားတော့ကြည်ဘူးကြမှာပါဘေးသားကြီးကြည်ဘူးတယ်မဟုတ်လားပြတ်စားဆိုတာဘာလို့တာပြတ်စားဆိုတာရှင်းပြောရရင်တို့ပြတ်စားဟုတ်တယ်ပြတဲ့ဇာကတာမဟုတ်ဘူးဟေ့ရှိတဲ့အဝတ်စားလေးကုံအောင်လဲအလှပပြင်ပြီးအောက်ကလူတွေမကြည့်အောင်ထွက်ပြတာပဲကွာ
ကားလေးဒီဘက်ကထွက်လာဟိုဘက်ဝင်သွားတယ်ဟိုဘက်ကထွက်လာဒီဘက်ဝင်သွားတယ်တော်ကြကားလေးကြီးဘီးကနေဆွဲလိုက်ထွက်လာလိုက်တော်ကြဒူးကနေဆိုဝင်သွားလိုက်ဒါအောက်ကလူချင်းမျက်တောင်ခါမျက်တောင်မခါဘူးကြည့်ကြတယ်လေကြည့်နေတော့ပြဿနာမင်းသားကမင်းသမီးလက်ကလေးဆွဲပြီးတော့ထွက်လာအဲမင်းသားကဘာပြောရင်တစ်ခါပြောဘူးပါမြတ်တို့မပြောကျုပ်ပြောအောင်အချင်းဆိုတဲ့ပြဿနာများရဲ့ဒီကစတာဘယ်ကမှမစမြတ်တို့လောကကြီးနဲ့စဉ်းစားကြည့်ဘယ်ကစလို့ဒီကစဒီအချစ်ကစနေကြတဲ့ကနိဗ္ဗာန်မတောင်းတဲ့အာညောင်းနိဗ္ဗာန်တကယ်လိုချင်ရင်တော့ဒီထဲအသက်ကြီးတဲ့အဖိုးကြီးဖွားကြီးတွေကြုတ်ပြောလိုက်မယ်အသက်ကြီးပြီးရှော့ကြမဟုတ်ဒါတကယ်နိဗ္ဗာန်ရနိုင်တဲ့တရားပြောနေတာလူငယ်တွေတော့ပြောလို့ဖြစ်သေးဘူးသူတို့ရွယ်ငယ်သေးတယ်ဖိုးကြီးဖွားကြီးတွေတာစားတာပေါ့ဗျာထိတ်အချစ်ကစရင်နိဗ္ဗာန်မရအချစ်ဆိုတဲ့ပြဿနာများရဲ့လက်ကလေးဆွဲလို့ကတာလည်းမဟုတ်ဆန်းကျင်ပါပြီတဲ့အမဆွဲနေတာဟိုဘက်ရောက်သွားဗျာဒါအောက်ကလူချင်းမျက်တောင်ခေါင်မျက်လုံးကြီးပြူဒီထက်မင်းသမီးကအားကြမခံပြန်ပြောကိုတို့ယောက်ျားဖောက်ပြားတတ်တယ်ယုံနိုင်မှာဘူးကိုယ်ဟိုဘက်ရောက်သွားပြန်ဆွဲလှဲ့ဒီထဲအောက်ကပါဇာကြီးတွေဟာလို့ချင်းဝင်မှမကြောက်ဘူးဓာတ်ခိုင်းတာလေမဲအောက်ကဖြစ်နေကြပုံနေအစောပြန်ဒူးတွေထောက်လို့စိတ်ကလူကခေါင်းကွယ်တော့အမလေးဒီကောင်းကြီးကမကျေနပ်နေတာလေဒါကြောင့်တရားနာပိဋကကြီးလူချင်းခမည်းတော်ကြည့်အောင်တမင်တက်ထွက်ပြီးတော့ပြတဲ့ဇတ်မို့သူပြတ်တယ်လို့ခေါ်တယ်။ဒါကြည့်တရားနာပိဋကကြီးတန်တတိဘယေစောင့်နေတာကြာဖို့ရွှေတဲ့တိုင်းဖော်ရုံးကကြိုးလှူပါဖို့အငိမ့်မင်းသမီးဆိုတော့အငိမ့်မင်းသမီးရဲ့အပလီအပလာတွတိတွတာအခရာရီနဲ့ပေါ့လေကြောက်ချာကြီးဘောကနေပြီးမျက်တော်မခောက်ဖဲကြည့်နေတဲ့တန်တတိကြီးပြောတော့ဆက်ဒူးကလေးကိုကိုယ်ကလက်ကလေးကိုဆန့်ကမျက်စာကလေးကိုချီကကျမသဘင်တယ်မို့ကရပြီတော့မာဆိုပြီးကြိုက်တာကိုယ်နေတာပဲပိဋကကြီးကမလားပိဋကကြီးငိမ့်သမားလေးအငိမ့်သမားလေးကတော့မျက်တောင်မခတ်ဘူးပိဋကကြီးတန်တတိကြီးအမလေးလှလိုက်လေချင်းလှလိုက်တဲ့အငိမ့်သမားလေးရာဇပလင်မောတင်ပြီးတော့မင်းနဲ့အတူတကွာပျော်လိုက်စမ်းချင်ရဲ့အခုအချိန်ကစပြီးတော့ရှင်ဘရင်ဖြစ်လာတဲ့အထိပေါ့လေတရားနာပိဋကဘယင်ကလည်းဖြစ်လို့ဘယင်ဘဝအငိမ့်သမားလေးနဲ့ဥယျာဉ်နဲ့ပျော်ပြီးတော့နေကြိုက်ကိုကအာဘာရကလိုက်တာကိုပိဋကဒီထဲတန်တတိဘယင်ကြီးပျော်တော့ဆက်ချင်လို့6ရက်တိတိအစာလျှော့စားတာတန်တတိပြူးသွားတယ်မျက်လုံးအမလေးကြည်သာပေါင်းနေသမားတွေကမကြည့်ရပါဘူးလည်းပဲအောက်လက်ကလေးရှိုးမျက်နှာလေးပေါင်းပေါ်တင်ပြီးတော့အကြီးဆုံးဟာလေမင်းဘယ်လိုဖြစ်ရတာလို့အမလေးစောဆွေးပြန်ပြီးတော့ငါမကြည့်ရပါလားကွယ်အငိမ့်သမားလေးရဲ့ပွေထားတန်တတိဘယေတန်တတိဘယေကြီးပြောတော့ဆက်ချင်းလို့ချုပ်ရတိအစာလျှော့စားထားအခုတော့လေဘဝင်လေးဟတ်လို့မတ်တကလည်းဟမလေးအငိမ့်သမားလေးသိဝဲဝင်ရတော့မဲ့တန်တတိဘယေကြီးရဲ့မသေးရဘူးမသေးရဘူးအမလေးမင်းမနီးနဲ့မသေးရပါဘူးငါဘယင်မယောကပြောက်အောင်ကုမယ်ပိဋကကြီးသူမသေးရဘူးဆိုလို့ဖျားဟောတဲ့အနိစ္စကလက်ခံမလားဗျာလက်မခံဘူးဗျဒါဘောဗျတချို့မသေးရဘူးနဲ့ခင်ဗျားတို့လူကြီးခောက်ကနေသေးတာတပြုံကြီး
ဆရာဝန်ခေါ်ပြီးဆေးပဲနှလုံးထိုးပြောက်ရောပေါ့တဲ့ဒီလိုနဲ့သေကြတာဒီအများကြီးဒီထဲတချို့အယူလွဲတဲ့ဟာတွေကြတော့ကလေးနေမကောင်းတာကလေးရမခတ်ဘူးကောင်းရင်တောင်းချိတ်ထားတဲ့အုံမီကြောင့်ဒီသွားရက်ခတ်ရတောင်ရိုးရှိကြီးနဲ့အမေမွေးသမီးကံကျေသူခင်ဗျားတို့အစွဲနှမ်းနေပြောပါတယ်ကြည့်တော့တရားနာပိဋကခုတန်တတိပယင်ကြီးမသေးရဘူးကြွေထားပေမဲ့လို့ခလေးမလေးအပြင်းကလာလုတ်တဲ့ယောဂမဟုတ်အတွင်းကဗျလေတင်လုံးခတ်ဝါတမှုခဆိုတဲ့မူကြီးကြိုက်လေမူကြိုက်တယ်ဗျဒါကြောင့်မဟာဘုံ၄ပါးကိုမူကြီး၄စင်းလို့ဘုရားဟောတာဘောပြိဿကြည့်တော့ခုလေမူကြိုက်တောင်တန်းများကြတော့မြန်မြန်အသက်ထွက်တတ်ပါမင်းမွေကြိုက်တဲ့လူကြဘယ်လိုဖြစ်တုံတေစွန်းနေမကောင်းတဲ့လူစမ်းကြီးဟဲမိကကြီးကြောက်လို့ချစ်ကိုတောင်းလို့ပူးတာဟောအဲ့ဒါမင်းမွေကြိုက်တယ်မြေမွေကြိုက်တဲ့လူကြတော့ဘယ်လိုဖြစ်စားသမျှအစာမကြေဘူးပြိဿကြီးတောင်တလင်းတင်းကြီးဘိုက်ခဲတက်ကြီးရှူထားတယ်အဲ့ဒါပထဝီပြမြေမွေကြိုက်ရေမွေကြိုက်တဲ့လူကြတော့တရားနာပြိဿကြီးသမင်းမစားဘဲနဲ့ဝါသမင်းမစားဘဲနဲ့မောကဝတယ်ဆိုတာနဲ့ရေမွေသွားအကြိုက်ခံမနေနဲ့ဆန်စေးကြီးတာနဲ့အတော်ပဲလို့မလုံးနဲ့ရောင်နာပြောတာကလဖောရဲ့ရှာကျွေးဖို့သာစိတ်ကူးတော့ရေမွေကြိုက်တာလေအာဝေါ်တွေပြည့်လာအလိုလိုဝလာကြိတ်အခုအဲ့ဒီထဲကလေမွေပြဝတ္တမှုခတ်ဆိုတဲ့မွေကြီးကြိုက်ပြီးတန်တတိပဲရေမနေရဆိုပါဘူးသမลีအရင်သမลีသိရတော့မှာပါပဲနဲ့ညီရင်တွားရင်နဲ့တန်တတိတအားပွေထားတော့ယုံမနဲ့ဆိုလေအငိမ့်ကမလေးမျက်လုံးလေးအထက်လန်းလာဟင်းနဲ့ကြည့်နေတော့တန်တတိပဲအငိမ့်ကမလေးမနေရတော့ပါဘူးဟိုအငိမ့်ကမလေးအငိမ့်ကမလေးကဒီပါများကြိုက်ကြလားစက်ကလေးလေကြခောက်တဲ့အနေဆာရောက်တော့ပြုအငိမ့်ကမလေးလည်းသေရောတန်တတိကြီးအမှုတွေပြောက်ရက်တွေဘယ်ရောက်မှမသိဟာအငိမ့်ကမလေးစကားစမျိုးမျိုးနဲ့ခေါ်လို့မရတော့ပါဘူးအမလေးမောင်တို့တန်တတိခေါ်တယ်ဟောဒီတန်တတိဘယင်းကြီးခေါ်တော့မူရဲထူပါအောင်တော့လားအငိမ့်သမားလေးရဲ့မင်းကဘုံဆိုဘုံတုတိတုတပလီပလာပြောဘုံလေငါမျက်စိတဲ့နားတွေကမထွက်တော့ပါလားဖြစ်ပြစမြတ်စာကြောင်းကိုမျှော်ရင်ငိုမလို့ပြုတန်တတိတာဝတိခင်ဗျားတို့ပြောထားအောင်မယ်ငိုတယ်ဆိုတာအတိတ်နဲ့သာငိုရတယ်နော်ပြစ္ဆုတ်ပံငိုမရဘူးဗျဘယ်ကကြီးပြစ္ဆုတ်ပံငိုရရဲ့လားမရဘူးဗျပြစ္ဆုတ်ပံဆိုတာနားထောင်ကြည့်ဟောတောက်ခေါ်ရှိသေးလားအဲ့ဒီသာဟိုဘယ်ကကြီးရှိသေးလားပြောဘယ်လိုမေးမင်းပြောအဲ့နဲ့ခင်ဗျားတို့တော့ပျောက်တာပဲဗျတောက်ဆူရုံးလေးပဲပြစ္ဆုတ်ပံဆက်ဆက်ကပြီးတော့ပျောက်သွားတာပဲနန္ဒကအလွန်လေးများနဲ့တော့မျက်စိတမိတ်လျက်တည်းအတွင်းမှာဂရေတသိန်းကျော်ဖြစ်ပြီးတော့ပြက်ကြသည်မှတ်ထားသိကြကဲမျက်စိသွားကြည့်ဗျမျက်လုံးလေးဖွင့်ကြည့်ဟာရေရီစီးတာဟာနောက်မျက်စိလေးမှိတ်ပြန်ဖွင့်ဟာရေရီဟာမိတ်ပြန်ဖွင့်ဟာရေရီဟာခမည်းတော်ဒီရေပဲထင်ပြီးမယ်လို့မဟုတ်ဘူးနော်နရီတော်ဝိယမြင့်ရဲ့အရင်ကတော့စီးနေတာပဲစီးနေတာကိုစီးတဲ့သဘာဝပေါ်မှာဉာဏ်ကမဆိုင်လိုက်ရင်ဟာရေရီဟာ
ဒီရေပဲလို့ထင်ပေမဲ့လို့အရင်ရေပြောင်းနောက်ရေရောက်အရင်ရေပြောင်းနောက်ရေရောက်ဗဇက်ကပြောတာကြားဗျာသူတို့စီးတာမြန်လဲကြကောင်းပြီမော်ကြီးဝင်းနဲ့ရှက်သီးပြမော်ကြီးကြည့်လက်ဖြောက်တစ်ခါကြီးရှက်သီးတစ်ခါပြမျက်စိတစ်ခါမိတ်အဲ့ဒီလိုအချိန်ကလေးမှာဂရီတသိန်းကျော်ဖြစ်ပြီးပြတ်တတ်တဲ့နံသက်တွေဟာအင်မတန်မြန်ပါသဖြင့်ခမည်းတော်ကျွတ်တို့ရုပ်ပြည်လောကကြီးမှာပူဆွေးပြီးတော့ငိုးနေကြတဲ့လူတွေဟာအတိတ်နဲ့သာငိုလို့ရတယ်နော်မြင်မလားတဲ့တချို့မိန်းမတွေအတိတ်နဲ့ငိုလင်းသေးတော့အလောင်းသားမွေးစီလေးလက်ဖနှောင်းနဲ့ထောက်သူရှိတော့ငါတဲ့သူရှိတော့ငါဆိုတော့ဘာအတိတ်ကြမသေးခင်တော့ငါအခုရှိဘူးသေပြီလွန်ခဲ့ပြီရှိတော့ငါဆိုတော့မသေးခင်ကအခုသေပြီအတိတ်သူရှိတော့ငါဘယ်လိုပြောသွားရှာအမလေးမလို့အမတနောက်ပိုင်းတက်ရင်နှိပ်ဖို့သာကြံတော့အတိတ်နဲ့ပဲငိုရတယ်ပြည်သားပြစ္ဆုတ်ပံငိုမရဘူးကြည့်အခုတန်တတိငိုတော့မယ်အတိတ်နဲ့ဖြစ်ပြသမျှအကြောင်းကိုမျှော်ရည်ရှိခဲကြိတ်ခဲတဲ့လက်စာဟောင်းတွေပေါ်လာကြီးရဲ့ဒါပါတော့အတိတ်ပြအတိတ်ကိုယ်တော့မှချစ်ခဲကြိတ်ခဲတဲ့လက်စာဟောင်းနဲ့အခုသေးပြီးမလောက်တော့ဘူးအတိတ်နဲ့ပဲငိုနေတယ်ပြည်သားရှိခဲကြိတ်ခဲတဲ့လက်စာဟောင်းတွေပေါ်လာကြီးရဲ့အသိနမကလေးရဲ့ဆိုတာဒီပေါ့ဗျာငိုပြီးဗျအပိကနဲ့တကလေးကျော်တန်သူရဲ့အတိတ်နော်ပြီးရဝဆန်နှစ်သက်တုံးမကလားရှင်းရမဆုံးပါဟဲ့မြတ်ကလေးတီလောက်ပါရဲ့ဟဲ့ကကြည်တယ်မကလေးဆိုတာအတိတ်ဗျပြိဿကြီးအတိတ်ပြစ္ဆုတ်ပံငိုရရဲ့လားပြိဿကြီးငိုလို့မရဘူးနော်ခမည်းတော်အတိတ်ပြန်လှည့်နေတာယုံနာတချို့မင်္ဂလာဆောင်လို့အလှူလို့လိုက်သွားမလေးဘသူမင်္ဂလာဆောင်လုံးကဝက်သားတုံးညဖြင့်ဒူးလောက်ရှိဒါပါတော့ကိုယ်တော့ကစားခဲ့တာအခုလည်းဘာမှအရသာမရှိအတိတ်ဒီထဲတချို့ကအနာကမျောလိုက်သည်အမလီဘသူမင်္ဂလာဆောင်ကြဘာကျွေးမာတဲ့အဲ့ဒီကြကြိတ်လိုက်ရအနာကပဲအတိတ်နဲ့အနာကလှည့်နေတာပြစ္ဆုတ်ပံကဖြောက်ပြောက်ဗဇက်ပြောတာကြာတယ်ဗျဂရီတသိမ့်ကျော်မျက်စိတမိတ်ဖြစ်ပြီးပြက်တဲ့ဆိုတဲ့ကနံတဲ့အင်မတန်မြန်ပါတဲ့ဖြင့်ခမည်းတော်တို့အတိတ်ပဲလှည့်တယ်အနာကပဲမျောတယ်ပြစ္ဆုတ်ပံမှာညံနဲ့တဲ့တယ်မထိုင်နိုင်ရဲ့ခမည်းတော်တို့နိဗ္ဗာန်ရဖို့ခဲရမှာတယ်ဗျာမှန်လားပြိဿကြီးကဲကြည့်ခုငိုလိုက်တာအညိသမားလေးနဲ့ငိုရင်နဲ့သမလေးငါဝင်နဲ့အသေးရမိတွေတောက်ကုန်ပြီဒီအပူမီပြောက်အောင်ဘယ်သူညှိနိုင်မှာမလို့ဒီအပူမီတွေပြောက်အောင်ဘယ်သူလားလို့ညှိနိုင်မှာမလို့နဲ့ပရိသတ်ကြီးဒုက္ခဖြစ်လာတဲ့တတ္တဝါတို့ဒီထိုဒုက္ခမှာလွတ်ကြောင်းတရားကိုရှာစမြဲကိုဒီဒုက္ခလွတ်ကြောင်းတရားကဲသူရှာလိုက်တော့မြစ်စိရေကျိုးသွားတော့မှဖယားနဲ့တွေ့ပါလားငါအပူပြောက်အောင်ခင်ဘုရားထံအရောက်သွားကဒီအပူပဲအေးတော့မှာပဲလို့ဟောတရားနာပိဋကဘုရားထံပြေးပါဗျာဘုရားထံရောက်တော့ဘုရားကိုရောမြတ်လက်အိုချီမိုရှိခိုးကြတော့လို့မြတ်စွာဘုရားဒီတော်လူခံရည်ကြတော်ပါဗျာဟဲ့တန်တတိမင်းဘယ်လိုဖြစ်လာတာတို့တပည့်တော်အင်မတန်ချစ်တဲ့တပည့်တော်အင်မတန်မြတ်နိုးတဲ့မှန်လားပါဗျာအင်မတန်ချောအင်မတန်လှတဲ့အငြိမ့်သမားလေးမရှိတော့ဘူးသေပြီဗျာသူမရှိတော့လို့တပည့်တော်အဖေါ်ကင်းပြီဗျာလို့ရှောက်လိုက်တော့ဗျာကိုတော်မြတ်ကပါဠိလိုလှမ်းပြောပြုဟေး
တန်တတိနားထောင်ွယ်ယံပုပ္ပိတံဝိသောရိဟိပစ္ဆာတိမာဟုကိစ္စနာမေဇေစေနောကဟိတတိဥပါသံတောစရိတတိပါဠိလိုပြောလိုက်တယ်လို့အဲတန်တတိနားထောင်ွယ်ယံပုပ္ပိတံဝိသောရိဟိမင်းအတိတ်ကိုလှဲ့နေတယ်တဲ့အတိတ်ဆိုတာဘာလဲလွန်ခဲ့တာဟဲ့ဘာတွေလွန်ခဲ့တာလဲမင်းအငိမ့်သမားလေးမသေးခင်တုန်းကကာရာတွေခုံနာတွေဆိုတာတွေမသေးခင်တုန်းကမင်းမြင်ခဲ့တာအခုသေးနေတော့လွန်ခဲ့ပြီကွအဲ့ဒီလွန်ခဲ့တဲ့မြင်လို့မရတော့တဲ့ကြားလို့မရတော့တဲ့အရင်တုန်းကကြားဘူးတာမြင်ဘူးတာတွေမင်းပြန်ပြီးတော့စမြုံပြန်နေလို့မင်းဒီအပူတော့ကတွေရောက်နေတာဟဲ့ဒါကြောင့်ယံပုပ္ပေတံဝိသောရိဟိမင်းအတိတ်ကအတူတကွနေခဲ့ထိုင်ခဲ့တာတွေကိုပြန်စမြုံပြန်နေတဲ့အတိတ်ကိုဆွဲလန်းနေတဲ့အာလယာကြီးမင်းဖြတ်လိုက်ပါတော့လားကန္တတိပစ္ဆာတေမဟုကိစ္စနာနားထောင်ဟိမိစိတ်ထဲမှာလေအငိမ့်ကမှလေးတည်သွားလို့သာပေါ့အငိမ့်ကမှလေးမရှိတော့လို့သာပေါ့အငိမ့်ကမှလေးကမသိလို့ရှိရင်ငါကလည်းတန်တတိရှင်ဘရင်ရာဇပလီမောရှင်တွဲပြီးတော့သူနဲ့အတူတဝနေလိုက်ရရင်တော်လားဆိုတာအဲ့ဒါအနာဂတ်ကွာမရတော့ဘူးဟဲ့တေသွားမှာတော့သူနဲ့ရာဇပလီမောတင်ပြီးပြောကျင်တာမရတော့တဲ့အနာဂတ်ကြီးကိုမင်းဘာပြုလို့အာလျကတ်နေသလဲမစ္စေစေနောကဟိတတိအခုပြစ္ဆုတ်ပန်ဆက်ဆက်မှာလေမင်းအသေးရကျွေမတအပူမီဟတ်နေတာကလည်းပဲအခုဖြစ်ပြပါဇက်ကပြောတာနေသေးသကွယ်ဖြစ်ပြီးပြစ်သွားတဲ့သဘောကအမတန်ခင်ညာနေအဲ့ဒီလျင်မြန်နဲ့ဖြစ်ပြီးပြစ်တဲ့သဘောကိုမင်းအနေနဲ့ကတန်တတိကြီးဆက်ပြီးတော့ဒလဇတ်မပြုတ်အောင်အထင်ကြီးပြီးတော့ဟောဒီပြစ္ဆုတ်ပန်ဆက်ဆက်ကာလပေါ်မှာမင်းတွေ့တားနေတဲ့အာလယာကြီးကြောင့်မင်းဒုက္ခရောက်နေတယ်ဒါကြောင့်ဒီအတိတ်အနာဂတ်ပြစ္ဆုတ်ပန်လို့ဆိုတဲ့ကာလသုံးပါးပေါ်မှာလေမင်းစွဲလန်းနေတဲ့အာလယာကြီးကိုတုတ်တင်လိုက်ရင်မင်းဒီဒုက္ခတွေပြောက်တော့မှာပေါ့ဘုရားကိုယ်တော်မြတ်ကအဲ့ဒီလေးပါးရှိတဲ့တကားထားတန်တတိဘယင်တန်တတိအယက်သမားကြီးဟောကြားလိုက်တော့မှန်လားပါဗျာတဲ့ဘုရားကြီးတော်ဒီအပူမီးတွေပျောက်ပါဗျာအပူမီးတွေပျောက်ရုံနဲ့မကတရားနာပရိသတ်ကြီးဘုရားကိုယ်တော်မြတ်လေးပါးရှိတဲ့တကားထားဟောလို့ဆုံးလဲဆုံးပါလေရောတန်တတိဘယင်ကြီးတန်တတိအယက်သမားကြီးအာသဝကုန်ခံရယဟန္တာဖြစ်တော်မူသည်ယဟန္တာဖြစ်ပြီးတဲ့နောက်လူယဟန္တာဆိုတော့လေပရိနိဗ္ဗာန်ဆံရမယ်အာယုသင်္ခါရကြည်ပြီးသားကိုညသောဗျာတပည့်တော်ပရိနိဗ္ဗာန်ပြုပြရစေပါဗျာဟေးနေအောင်ကွယ်မင်းပရိနိဗ္ဗာန်ပြုတာထားတော့မင်းပရိနိဗ္ဗာန်ပြုတာထားတော့ငါဖယားကအယက်သမားကြီးယဟန္တာဖြစ်လိမ့်မယ်လို့ဗျာဒိစကားကြားသည်ကိုပဲလေဒိဋ္ဌိများကနေပြီးတော့အယက်မတော့ရဘူးသူပဲဟောတယ်အယက်သမားယဟန္တာဖြစ်တယ်သူပဲဆိုနေတယ်ရှေ့စကားနောက်စကားမညီဘူးမုဒဝါဒနဲ့ဆွဆွဲမယ်ဆိုပြီးတော့မိတ်အတွက်နဲ့စကားဖြစ်နေကြတယ်ဒေါ်ဒိဋ္ဌိများရဲ့ယုံမှတ်တန်တရားပျောက်စေခြင်းကမင်းဘယ်နဲ့ကြောင့်အာသောကိုခံပြီးယဟန္တာအဖြစ်ရောက်တယ်ဆိုတာကိုယ်စားကြောင့်ကိုပြန်ပြီးတော့ဟောလေအောင်တော့တန်တတိအမိန့်ရှိအဲ့ဒီတော့မှတန်တတိဘုရင်ကြီးဘုရားခြေတော်ရဲ့ဥသုံးချိန်ချကောင်းငယ်ထန်းတဆင့်ပြန်တဲ့
နောက်ဘုရားခြေတော်ရင်ဥသုံးငိမ်ချကောင်းငင်ထမ်း20ပြန်တဲ့ဒီလိုနဲ့တရားနာပိဋကကြီးထမ်း90ရောက်တဲ့အခါကြတော့မှမလားပါဗျာတဲ့ဘုရားတပည့်တော်သည်ဟောလွန်ခဲ့တဲ့ဘဝလွန်ခဲ့တဲ့နောက်ဘဝ90တကဘာထက်ဝိပဿနာမြတ်စွာဘုရားပွင့်တော်မူစဉ်ခါကာလတုန်းကဘုရားတပည့်တော်သည်ကြီးစီကလေးတစ်လုံးအရင်ပြုတ်ပြီးတော့နိဗ္ဗာန်သောလောက်ခဲ့ပါဘုရားအိုးတိုင်းပြည်သားလူအများတို့ဒီနေ့ဒီရက်ဒီကလာစားရှိရလားဆိုရှိရနေပါသည်ဒီနေ့ဒီရက်ဒီကစတုတ္တတိခေါ်တဲ့14ရဲ့ဥပုံနေပါသည်ဒီနေ့ဒီရက်ဒီကပဏ္ဏရတိခေါ်တဲ့15ရဲ့ဥပုံနေပါသည်ဒါနပြုကြကုန်တော့သီလဆောက်တည်ကြကုန်တော့ဘာဝနာအထုတ်ကြကုန်တော့ဖယားတရားတော်နာကြကုန်တော့ဒီကဲ့သို့ဘုရားတပည့်တော်ဒီကြီးစီကလေးတစ်လုံးနဲ့အရင်ပြုတ်ပြီးတော့နိဗ္ဗာန်သောလောက်ခဲ့ပါတော့ဘုရားနောက်တော့ဝိပဿနာမြတ်စွာဘုရားရဲ့ခမဲတော်ဖြစ်တဲ့ဗန္ဓုမတိမင်းကြီးကရှင်ရဏမြေရဏဗန္ဓာအပြည့်အစုံနဲ့ပြေးလို့နိဗ္ဗာန်တော်ကြီးကိုရှင်မရင်ချီးမြှောက်ရှင်ရဏမြေရဏဗန္ဓာအပြည့်အစုံနဲ့ပြေးလို့ဘုရားတပည့်တော်သည်နိဗ္ဗာန်သောလောက်ခဲ့ခြင်းကြောင့်အဘဝကုန်ခံယဟန္တာဖြစ်ယခုပရိနိဗ္ဗာန်ပြုရပါတော့မည်ဘုရားလို့ဘုရားလျှောက်ပြီးကောင်းကင်မှာပရိနိဗ္ဗာန်ပြုပြီးတေဇောဓာတ်လောင်လို့တေဇောဓာတ်လောင်တော့တန်တတိယဟန္တာကြီးရဲ့ဓာတ်တော်ဒီပန်းဆိုင်နဲ့သူတွဲနေရဆွဲနေတဲ့မြို့အဲ့ဒါမြတ်စွာဘုရားကိုယ်တော်မြတ်ကစင်ကြယ်သောပစိုးဖြင့်ခံယူ၍လမ်းစုံလမ်းကွမှာတည်ထား၍ဌာပနာပြီးတော့ဇေရီတည်ထား၍တိုင်းသူပြည်သားလူအများတို့သည်အယတမဘဝရှင်မယံဘဝမှအပူကောင်းကြီးဘဝမှလွတ်မြောက်သွားတဲ့တန်တတိယဟန္တာကြီးရဲ့ဓာတ်တော်ဌာပနာတဲ့ဇေရီကိုလူအများကိုးကွယ်ကြပါသည်ဆိုတဲ့ဒီကနေ့နိဗ္ဗာန်သောဇလန်းဒီတရားနာပိဋကကျွတ်တို့ဒီနေရာမှာပဲနေထိတတ်ပါတယ်ဗျာမေတ္တာပူရအောင်ဆိုကြဗျာကျုပ်လည်းအိတ်ချင်နေပါပြီတကဘာလုံးမှာမြတ်တတာချမ်းသာကိုယ်စိတ်မြဲပါစေမြတ်တို့ပို့လိုက်မယ်နော်အားလုံးယနေ့ညကြွရောက်လာကြတဲ့တရားနာပိဋကကြီးချမ်းသာကြပါစေပို့ပါကျုပ်ကြတွန်းတွန်းမလုပ်ပါအားလုံးကိုယနေ့ညကြွရောက်လာကြတဲ့တရားနာပိဋကကြီးကျမ်းမာကြပါစေအားလုံးကိုယနေ့ညကြွရောက်လာကြတဲ့တရားနာပိဋကကြီးနိဗ္ဗာန်သောတန်တတိဇလန်းကိုနာကြရသဖြင့်ငါတို့တွေလည်းနိဗ္ဗာန်သောဖြစ်အောင်လုပ်မဟဲ့လို့မနေ့ဖြင့်ကကြံတဲ့တညတယောက်နဲ့တယောက်တရားနာသွားကြစို့လို့နိဗ္ဗာန်ကိုလှုပ်ပြီးတော့တရားနာလာနိုင်ကြပါစေ။ဒါကြောင့်အတ္တကေဟေပြောသမျှဟောသမျှတွေကသဘောမကျပဲအပြစ်တွေ့ကြလေ။ရှိရင်နဲ့ဘုံမုန်းတွေပြစ်ပြသည်ဒီတော်မိမိတို့အင်္ဂါဌာနသို့နိဝတ္တတုသိခံရတာပြန်ကြပြီတော့နိဝတ္တတုမေတ္တာယပခါဖြောင်းလိုက်မယ်။ဣပယာရီဝေးရကမြန်စီရောချိတရာဆွေကလျံပြီးကိုယ်စိတ်နှပြချမ်းသာစွာဖြင့်မှန်စွာမနေပြောင်းပါလေတော့ပြောင်းကြစေကုန်သတည်း